အားလုံးပဲမင်္ဂလာပါခုသင်ကြားပေးမယ့် grammar မျိုးစားလေးရတော့ introductory phrases ဆိုတာပါလေ introductory phrases ဆိုတာဝါကြရရဲ့ရှေ့ဆုံးမှာဒီ main sentence ရဲ့အဓိပ္ပာယ်ကိုပေါ်လွင်အောင်လို့အထူးသဖြင့်မိတ်ဆက်ပေးတဲ့စကားစုလေးဖြစ်တယ်သူက phrase လို့သုံးထားလိုက်တဲ့အတွက် phrase ဆိုကြရသူ့မှာ phrase ရဲ့အင်္ဂါရက်ဖြစ်တဲ့အတွက်သူ့မှာ subject တွေ verb တွေဆိုပြီးတော့ဝါကြလို့တည်တဲ့ရက်တည်နေလောက်တဲ့အစေပဲသူ့မှာမပါဘူးသူကစကားစုမျှတာဖြစ်တယ်အဲ့ဒီစကားစုက main sentence ရဲ့အဓိပ္ပာယ်ကိုပို့ပြီးတော့ပေါ်လွင်အောင်ပို့ပြီးတော့ချောမွေ့အောင်အဓိပ္ပာယ်ဖော်ဆောင်ပေးဖို့အတွက်ရှေ့ကနေမိတ်ဆက်ပေးတဲ့စကားစုလို့အရင်နားလည်ရမယ်အဲ့ဒါကြောင့် introductory phrases ဆိုတာဝါကြတွေအတွက်ရှေ့ကနေပြီးတော့မိတ်ဆက်ပေးတဲ့စကားစုဖြစ်တယ်ဒါကိုရေးတဲ့အခါကျတော့ဝါကြရဲ့ရှေ့ဆုံးမှာ comma လေးခံပြီးတော့ရေးပေးရတယ်ဝါကြရဲ့ရှေ့ဆုံးမှာပဲထားလေးရှိတယ် comma လေးခြားပေးရတယ်ဒါကတော့ introductory phrases ရဲ့ဒါမိတ်ဆက်လေးအဲ့တော့ဟုတ်ပြီဒီ introductory phrases တွေကအမျိုးအစားဘယ်လိုမျိုးရှိလဲဆရာတွေတယောက်နဲ့တယောက်အမျိုးအစားခွဲတာတော့မတူကြပါဘူးပုံမှန်အားဖြင့်အကြံပြအားဖြင့်ပြောရရင်တော့နံပါတ်1က prepositional phrases ဆိုတာ preposition လေးတွေနဲ့စတာပေါ့နော် preposition လေးတွေနဲ့ at to on no အစသည်ဖြင့်အဲ့လိုမျိုး preposition လေးတွေနဲ့အစပြုတဲ့ preposition နဲ့ adjective preposition နဲ့ phrases ပေါ့နော်သူကတော့ဝါကြရဲ့အချိန်ပြဖို့နေရာပြဖို့ time နေ phrase တွေကိုအဓိကထားပြီးတော့သူကပြောပေးတယ်သူကတော့ time နေ phrase တွေကိုညွှန်ပြတယ်ပေါ့ now ဒုတိယတစ်ခုနံပါတ်2ကတော့ participle phrase ဒါကတော့ participle phrase ဆိုတာG12 ကျောင်းသားတွေဒါ G11 ကျောင်းသားတွေသင်ပြီးသားဖြစ်မယ်လို့ထင်ပါတယ်participle phrase မှာ present participle phrase verb ing နဲ့ရေးတာ past participle phrase verb 3နဲ့ရေးတာနောက်ပြီးတော့ perfect participle phrase ဆိုပြီးတော့ heavy verb 3နဲ့ရေးတဲ့ပုံစံ၃မျိုးရှိတယ်ဒါသူ့ရဲ့အခြေခံပဲဒီမှာလည်းအဲ့ဒီအခြေခံတွေကတော့ပြန်ယူရမယ်participle phrases တဲ့ verb ing verb 3နဲ့ဒါရေးတဲ့ introductory phrase ပေါ့သူကတော့ manner ကိုပြတာများတယ် manner ပေါ့အဟံဘတ်မူရလုပ်ပုံကိုင်ပုံကိုပြတာများတယ်အရာနှုန်းပြည့်လို့ဆိုလိုတာတော့မဟုတ်ဘူးပေါ့ဒါ general ကိုပြောပြတာနောက် number 3ကကြတော့ infinitive phrase infinitive ဆိုတာဒီပြီးသား to verb 1ကိုပြောတာ to နောက်က verb 1လိုက်တယ် to infinitive to verb 1to verb 1ပါတဲ့ပုဒ်စုပေါ့infinitive phrase ဖြစ်တယ်သူကတော့ရည်ရွယ်ချက်ဘာကြောင့်လုပ်ရတယ်ဘာအတွက်လုပ်ရတယ်ဆိုတဲ့ purpose နော် purpose ရည်ရွယ်ချက်ကိုပြောတယ်နောက်ပြီးတော့ reason တခါလေးမှာအကြောင်းပြချက်ကိုလည်းပြောပြတတ်တယ် reason နဲ့ purpose ကိုဆိုလိုတယ်ဒီအဲ့ပုဒ်တွေကိုမိကုန်းစာကြောင်းထဲမှာဒီလိုပုဒ်စုတွေပေါ့နော်preposition နဲ့ phrase တွေ preposition နဲ့စတဲ့ပုဒ်စုတွေနောက်ပြီးတော့ခုနကတော့ participle phrase တွေ verb ing verb တွေမဟုတ်လေမပါလေကိုကလိုအပ်ရင်ပြောင်းပေးရတာရှိတယ်အဲ့လိုမျိုးတွေအဲ့ဒီပုဒ်တွေနောက်ပြီးတော့ခု to verb 1ပေါ့နော် infinitive phrase တွေကိုဝါကြရဲ့ရှေ့ဆုံးကိုထုတ်မယ်ဝါကြရဲ့ရှေ့ဆုံးကိုထုတ်ပြီး comma ခံပြီးတော့ပြန်ရေးတယ်ဒါ introductory ရေးတဲ့ပုံစံပဲအဲ့တော့အခုပထမဆုံးဝါကြလေးကိုကြည့်အောင်နော်ဥပမာ I was completely exhausted at the end of the day I was completely exhausted ငါလုံးဝကိုပင်ပန်းနေပြီမောပန်းနေပြီat the end of the day တနေ့လဲကုန်ရောနေ့အဆုံးမှာပေါ့နော်တနေ့ကုန်သွားတော့ငါတကယ်ကိုလုံးဝကိုပင်ပန်းနေပြီဒီဝါကြထဲမှာကြည်လိုက်ဒီဝါကြထဲမှာဆိုလို့ရှိရင် at the end of the day တနေ့တာရဲ့အဆုံးမှာတော့တနေ့တာရဲ့အကုန်ဆုံးမှာအဲ့မှာ at နဲ့ရေးထားတယ် prepositional phrase ဒါလေးကိုရှေ့ထုတ်ပြီးရေးလိုက်မယ်ရှေ့ထုတ်ရေးတော့ at the end of the day comma လေးခံရမယ် I was completely exhausted ဒီလေးနားလည်မယ်လို့ထင်ပါတယ်now number 2 the chef
impress all the guests preparing the meal with a great care the chef ဆိုတာစဖို့မှုပြောတာအတန်တကလေးကဒီမှာကျွန်တော်ပြောမယ် CHEF chef မဟုတ်ဘူးနော် chef the chef impress ဒီစဖို့မှုကနေပြီးတော့ impress အာယုံဆွဲဆောင်တယ်အာယုံကိုဆွဲဆောင်တယ် all the guests အဲ့ဒီအားလုံးရဲ့အာယုံကိုသူဆွဲဆောင်လိုက်တယ်အာယုံဖန်ဆားလိုက်တယ် preparing ပြင်ဆင်ပြီးတော့ the meal အစားအစာ what a great care ဆိုတာလုံးဝ view ဆိုင်ပြီးတော့နော်ကောင်းကောင်းမွန် view ဆိုင်ပြီးတော့အကောင်းဆုံး view ဆိုင်ပြီးတော့သူ့ရဲ့အစားအစာတွေကိုပြင်ဆင်ရင်းနဲ့သူကဧည့်သည်တွေရဲ့အာယုံကိုတော့ဖန်ဆားလိုက်တယ်အဲ့တော့ဟုတ်ပြီဒီထဲမှာဆိုလို့ရှိရင်တခါတည်းသူကတော့ verb ing present participle ပုံစံနဲ့နောက်မှာပေးထားတယ် preparing the meal with a great care ဒါလေးကိုရှင်းထုတ်ပြီးရေးလိုက်မယ်ပြီးရင် comma ခံလိုက်မယ် preparing the meal with a great care comma the chef impress all the guests လို့အဖြေရပါမယ်ဒါလေးကိုနားလည်မယ်လို့ထင်ပါတယ်တခါတခု number 3လိုမျိုးခု number 3လိုမျိုးလဲမိတတ်ပါတယ်ဒါကတော့ပြင်ပြီးရေးရမှာခုနလိုလွယ်ကူလေးကောက်ရွှေ့လိုက်လို့တော့မရဘူးပြင်ပြီးရေးရမယ်အကြစာကြောင်းမျိုးလေးတွေလည်းမိတတ်ပါတယ်ခု number 3လို့ပေါ့နော် she did not know the answer သူမအဖြေကိုမသိဘူး so ဒါကြောင့် she asked her teacher သူမရဲ့ဆရာကိုသူမမေးခဲ့ဘာလို့မေးတာလဲအဖြေကိုမသိလို့မေးတာအဲ့တော့အဖြေကိုမသိတဲ့အတွက်သူမကမေးခဲ့တယ်ဒီမှာဆိုလို့ရှိရင်မသိလို့မေးတာရှေ့ဝါကြကိုကြည့်မယ် did not answer ဒါ participle phrase ပေါ့အဲ့ participle တော့သင်ခဲ့ရတဲ့အခြေခံအတိုင်းပဲဒီမှာ did not know ဆို verb to ဒါ active verb form ဖြစ်တယ် active verb form ဆိုတော့ ing ကိုပြောင်းရတယ်ဒါလေးမှတ်ထားဖို့လိုတယ်နော် active verb form ဆိုတော့ငါတို့ participle phrase ပြောင်းနေလို့ရှိရင် verb ing ပြောင်းတယ် passive verb form ဆိုလို့ရှိရင်တော့ battery ကိုယူတယ်ခံစားမှုသဘောပါနေလို့ရှိရင်တမျိုးတော့ being battery ကိုယူရတယ်ဒါကြီးတော့နည်းနည်းလေး participle phrase မှာနောက် video တွေမှာပြန်ပြီးတော့သင်ပေးပါမယ်ဒီမှာလဲဒီမှာအဖြစ်မသိတော့ကြောင်းဆိုတော့ not knowing ပေါ့ဖြစ်သူမသိဘူးactive ပုံစံမလို့ ing ယူရ not knowing the answer comma ဒီမှာစကားဆက်ဆိုးကိုလည်းဖြုတ်ခဲ့ရတယ် she asked her teacher လို့ဖြေရပါတယ်ဒီလိုမျိုး introductory phrase လေးတွေကိုလေးလာပြီးပါစာမွေးမှာမေးပါတယ်မေးလဲမေးတတ်ပါတယ်အဆင်ပြေတယ်ဆိုလို့ရှိရင် like and share လေးနဲ့ channel သူတွေအတွက်မျှဝေပေးပါအောင်အားလုံးကိုကျေးဇူးတင်ပါတယ်